မကောင်းတဲ့စိတ်အခန့်တစ်ခုနဲ့တော့ကောင်းတဲ့ဘဝမှန်တစ်ခုကိုရှားမှာမဟုတ်ဘူးအာနေတဲ့စိတ်ဆန္ဒကအာနေတဲ့ရှားလက်တွေကိုပဲတည်ဆောင်လာပေးပါလိမ့်မယ်သိငယ်တဲ့မင်းတောက်ကလေးကသိငယ်တဲ့အပူရှင်ကိုပဲပေးနိုင်မှာပေါ့ကိုတာဝန်ကိုကိုယူပြီးတော့မှပို့ပြီးစ조사မယ်ဆိုရင်ကိုရဲ့အနာဂတ်ကလည်းသူ့တာဝန်ကိုသူယူသွားမှာပါအနာဂတ်အကြောင်းတွေကိုတွေးပြီးတော့မှပူနေစရာမလိုတော့ပါဘူးဒီတော့ကိုတာဝန်ကိုကိုယူပြီးတော့မှအသေးလေးစ조사ကြည့်ပါအရှားသူတွေသိငယ်တဲ့ဘဝတစ်ခုကိုရှာဖို့စ조사ရှင်စ조사နေပါစေကိုကတော့သူတို့လိုမဖြစ်ပါစေနဲ့တခြားသူတွေပြဿနာတေးသေးလေးတွေအပေါ်မှာညှင်းခုန်ရင်ညှင်းခုန်နေပါစေကိုကတော့အဲ့ဒီလိုလူမျိုးမဖြစ်ပါစေနဲ့တခြားသူတွေနာကျင်မှုတေးသေးလေးတွေအပေါ်မှာငိုယိုရင်ငိုယိုနေပါစေကိုကတော့သူတို့လိုမဖြစ်ပါစေနဲ့တခြားသူတွေသူတို့ရဲ့အနာဂတ်ကိုအရှားသူရဲ့လက်ထက်မှာထေးထားရှင်ထေးထားပါစေကိုကတော့အဲ့ဒီလိုမျိုးအဖြစ်မခံပါနဲ့ကိုဘဝကိုကိုယ်တိုင်တာဝန်ယူရမယ်ဖြစ်နေတဲ့အရှိအနွေတွေကိုပြောင်းလဲလို့မရှားနိုင်ဘူးရာသီဥတုကိုလည်းပြောင်းလဲလို့မရှားနိုင်ပါဘူးကိုတော့ပြောင်းလဲလို့ရှားနိုင်ပါတယ်ကိုမှပြောင်းလဲနိုင်တဲ့စွမ်းအားရှိနေတာတောင်မှအရှို့လူတွေကမပြောင်းလဲပဲညှဉ်းညူးနေကြတယ်နေ့တစ်နေ့ကိုကအကောင်းဆုံးအသုံးချမှာလားဒါမှမဟုတ်နေ့တစ်နေ့ရဲ့အသုံးချခြင်းကိုကခံမှာလားငါလုံနိုင်ရင်လုံချစ်ရှင်လိုက်တာလို့မပြောပါနဲ့ငါလုံနိုင်တယ်ငါလုံရမယ်လို့ပဲပြောပါအသနာခံရတဲ့ဘဝတစ်ခုနဲ့နေရှင်ပါသလားကိုယ်တိုင်စ조사ပြီးတော့လူတကာတွေအားကြတဲ့ဘဝတစ်ခုမှနေရှင်ပါသလားနှစ်ခုကတစ်ခုကိုရွေးပါမယ်ဆွေ